ရောထန်တဲ့ပွဲအတွက်နောင်အိုစီးစစ်မအောင်ရတာရောထန်ကိုကပတ်ပေးခြင်းနဲ့ချက်ထွေးရဲ့မအေးဝင်းစီစဉ်သည့်အကွက်တွေများလားပြည်သူများလုံးပဲမင်္ဂလာပါများ Agrimartial Sport ကတင်ဆက်နေပါတယ်ရောထန်ကဝေတန်းဝင်ခဲ့ပေမဲ့နောင်အိုကဝေတန်းမဝင်ခဲ့တာပါရေတက်စစ်ဆေးရမှာကြာသွားခဲ့ရတာပါအဲ့တော့နောင်အိုအတွက်ကတော့ချန်ပီယံအိမ်မက်မျှော်လင့်ချက်ကတော့ဝေးပါပြီနောင်အို hydration test ဝင်မဲ့အချိန်ထိစောင့်ပြီးတော့ catch weight တန်းညှိထိုးရမှာဖြစ်ပါတယ်နောင်အိုနိုင်ရခဲ့ရင်လည်းချန်ပီယံကပတ်မရတော့ပါဘူးရောထန်နိုင်ရရင်တော့ချန်ပီယံကပတ်ရအောင်မှာဖြစ်ပါတယ်ရှင်တပွဲမှာတော့နောင်အိုက flying weight တန်းရဲ့တက်မှတ်၄ချိန်ရောစီးစစ်တာကိုပါအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးအခုရောထန်တဲ့ပွဲကြမှာအခုလိုတွေထားဖြစ်ရတာပါဒီတိုင်းဆိုရင်တော့ပရိသတ်တွေဝေဖန်နေကြသလိုရောထန်ကိုချန်ပီယံကပတ်ပြန်ပေးခြင်းလို့ဝမ်ကစီစဉ်လိုက်တဲ့အကွက်တွေများလားတို့တော့မှတွေးမိပါတယ်ဝမ်ချန်ပီယံရှစ်မှာကစားမတွေရဲ့ကျန်းမာရေးနဲ့ဘေကင်းလုံခြုံမှုကိုဦးစားပေးတဲ့အနေနဲ့ hydration test စနစ်ကိုကျင့်သုံးပါတယ်ဒီစနစ်ရဲ့ရည်ရွယ်ချက်တွေကတော့ကစားမများရဲ့ကျန်းမာရေးကိုကာကွယ်ဖို့ဖြစ်ပါတယ်အလွန်မင်းကိုလေးချိန်ချတာကြောင့်ရေတက်ဆုံးရှုံးမှုဒဏ်ကိုကာကွယ်ပေးဖို့ဖြစ်ပါတယ်နံပါတ်1ချက်ကတော့ fighter ရဲ့ကြားမှာတရားမျှတမှုရှိစေဖို့ဖြစ်ပါတယ်ကစားမအားလုံးတူညီတဲ့စီးမြင့်တွေနဲ့ရှင်ပြိုင်နိုင်မှုရည်ရွယ်ထားပါတယ်နံပါတ်3ချက်ကတော့ကစားမတွေရဲ့ရေရှည်သက်တမ်းကိုကာကွယ်ဖို့ဖြစ်ပါတယ်အလွန်မင်းကိုလေးချိန်ချတာကြောင့်ရေရှည်မှာကျန်းမာရေးထိခိုက်မှုတွေမဖြစ်စေဖို့ပါအခုရောထန်တဲ့ပွဲအတွက်နောင်အိုဘက်က hydration test ကြာဆုံးသွားတဲ့အတွက်သူ့ရဲ့ချန်ပီယံအိမ်မက်ကဝေးသွားခဲ့ရပါတယ်ဒီရှင်ရဲ့အဓိကကြိုးဆက်တွေကတော့ hydration test ကြာဆုံးခဲ့တဲ့အတွက်နောင်အိုနိုင်သွားရင်တော့မှကပတ်မရတော့ပါဘူးပွဲက catch weight 5ဖြစ်ပြောင်းလဲကစားမှာဖြစ်ပါတယ်ပရိသတ်တွေကြားမှာ promotion bias ဝမ်ရဲ့ဗလိုက်မှုရှိမရှိကိုစောရကတက်နေကြတာကိုစမ်းစစ်ကြည့်ရမယ်ဆိုရင်ဝမ်ဘက်ကရောထန်အတွက်အသာစီးရအောင်ဗလိုက်ပေးတယ်လို့ထင်ရတဲ့အချက်တွေရှိပါတယ်ရောထန်ကဝမ်ချန်ပီယံရှိရဲ့အကျော်ကြားဆုံးကစားမတွေကတယောက်ဖြစ်ပါတယ်သူ့မှာကဘာတဝင်းကပရိသတ်တွေအများကြီးရှိပါတယ်အဲဒါကြောင့်ချက်ထရီကသူ့ကိုအမြဲတမ်းဦးစားပေးလေရှိတတ်ပါတယ်ရောထန်ကချန်ပီယံစုကိုပြန်လည်ရယူတဲ့ဇလန်တစ်ပုတ်လိုမျိုးဝမ်ဘက်က PPE စီစဉ်ရေးဆွဲထားတာဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ရှေ့မှာနောင်အိုကကောင်ထရာနီနဲ့နှစ်ပွဲစလုံးကိုဝိတ်ချင်ရည်တဲ့စစ်အောင်မြင်မြင်နဲ့ကြော်ဖြတ်ထားနိုင်ခဲ့တာပါဒီလိုဇလန်မျိုးဟာပရိသတ်တွေကိုဆွဲဆောင်နိုင်စွမ်းရှိပြီးဝေဖန်တန်တွေဆွေးနွေးမှုတွေပိုအားကောင်းလာစေနိုင်ပါတယ် engagement ပိုတက်လာနိုင်ပါတယ်ဒါပေမဲ့ hydration test ဟာကစားမတွေရဲ့ကျန်းမာရေးကိုကာကွယ်ဖို့အတွက်စတင်ခဲ့တာဖြစ်ပါတယ်ဒါကတရားမျှတမှုအတွက်ဖြစ်ပါတယ်ဒါကြောင့်နောင်အိုအနေနဲ့ရည်တဲ့စစ်အောင်မြင်မှုပေါ်ရှားလို့မရပါဘူးရောဒန်ကိုရိုင်ကလည်းရှေ့မှာဒါမျိုးတစ်ချိန်ဖြစ်ထားဖို့ပြီးတော့ကိုလေးချိန်ကြော်သွားလို့ကပတ်ပြန်ရုပ်သိမ်းခံလိုက်ရပါတယ်အခုထိုးသွားကြမဲ့မွေထိုင်း flying weight တန်းကပတ်ပဲဖြစ်ပါတယ်အဲဒါကြောင့်1 championship ကသူကစားမအားလုံးကိုတူညီတဲ့စီးမြင့်နေနဲ့စီမံခန့်ခွဲနေတယ်ဆိုတာမြင်နိုင်ပါတယ်ကိုလေးချိန်မပြည့်မီတဲ့ကစားမကိုဒဏ်ချင်းငွေပေးဆောင်စီတာမျိုးလဲ1ဘက်ကသတ်မှတ်ထားတာကြောင့်နောက်အတွက်ကတော့ရောထန်ကိုသာရှုံးသွားမယ်ဆိုရင်သူ့ရဲ့ထိုးရည်တွေကနေအနည်းဆုံး15ခိုင်နှုန်းရောထန်ကိုခွဲပေးရမှာဖြစ်လို့မီးရဲနှခါနာဖြစ်သွားမှာပါတကယ်လို့နိုင်သွားရင်တောင်မှကပတ်မရတော့ဘူးဆိုတော့နောက်အတွက်ကတော့အစိတ်တက်ပိုင်းဆိုင်ရာအပေါ်အတော်လေးကိုရိုက်ခတ်သွားမှာတေးကြပါတယ်အကျုပ်ဆိုရရင်တော့ရောထန်နဲ့နောက်တို့ရဲ့ဖြစ်စဉ်ကကေပေါစင်ချစ်သူတိုင်းအတွက်သင်ခန်းစာယူစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုပါပဲ promotion ပိုင်းရရှိမရှိဆိုတာအတိအကျပြောဖို့ခက်ခဲပေမဲ့1 championship ရဲ့ hydration test စနစ်ကကစားမတွေရဲ့ကျန်းမာရေးကိုကာကွယ်ဖို့အတွက်စတင်ခဲ့တာဖြစ်လို့အားလုံးလိုက်နာဖို့တော့လိုအပ်မယ်ဆိုတာဟုတ်ပါညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျရောထန်ကိုကပတ်ပေးခြင်းလို့ချက်ထရီကတမင်သက်သက်မအေးဝင်းလို့စီစဉ်လိုက်တယ်လို့များမြင်မိကြလားခင်ဗျပြောပြပေးသွားခဲ့ကြပါဦးဗျစုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျ